နော်ဒါပေမဲ့ရန်ကုန်မှာတော့fan လေးတွေဘုန်းကြီးကျောင်းကိုလူပို့တော့အစီအစဉ်လေးတော့ဆွဲထားကြတယ်ပေါ့နော်အဲ့ဒီလိုပွဲရှိရဲပြီးတော့မွေးနေ့ပြီးတော့နောက်တစ်ရက်ကဆောင်းဝဲဖြစ်ရမှာဆိုတော့မွေးနေ့ကြလို့ရှိရင်လည်းဘာမှလုပ်လို့မရဘူးကွာအဲ့တော့အဲ့မတိုင်ခင်ပဲဖြစ်မွေးနေ့ပြီးတော့စနေတနင်္ဂနွေပဲဖြစ်ဘုန်းကြီးကျောင်းတော့တောင်းပြမယ်တင်ပါတယ်ဘာမှလုပ်ရမရှိပါဘူးဆိုတော့ရမယ်တတာ Thank you so much ကျေးဇူးများတင်ပါတယ် surprise live ဖြစ်သွားတာပေါ့စားရလေးပြရပါအဲ့လိုချင်းဒီ comment လေးမင်းရင်တော့ပိုကောင်းတာပေါ့နော်အဲ့မဖြေပေးလို့ရဒါဘာ comment မှမတွေ့တော့ဘာမှဖြေပေးလို့မရဘူးစာပိုးတဲ့သူတွေကိုလည်းတယောက်ချင်းစီမပြန်နိုင်တာတဲ့တယောက်ချင်းစီမပြန်နိုင်တဲ့အတွက်လည်းဒီအားတွေတောင်းပန်ချင်ပါတယ်အတက်နိုင်ဆုံးတော့ပြန်ပေးပါတယ်နော်yeah ဆိုတော့ကျေးဇူးများတင်ပါတယ်အားပေးလည်းကျေးဇူးများတင်ပါတယ်အားလုံးလည်း view ဆိုင်ကြပါ happy new year I guess yeah တော်ရမယ်ဒါခေါင်းအေးရတော့မယ်ရေမချိုးရသည်ဒီနေ့ကdinner စားလိုက်အောင်မယ်စားပြီးလို့ရှိရင်ခဏလေးစားလုပ်လိုက်မယ်စားလုပ်ပြီးရေချိုးပြီးအေးချင်းနေပြီokay တတာအမတွေ့မယ်bye ဘယ်လိုပဲ It's my second time doing that okay ဒီတတာနော်ကျေးဇူးများတင်ပါတယ်